ARD မြင့်ဟာမြန်မာနိုင်ငံရဲ့အရင်ဖြစ်တည်ခဲ့တဲ့မြေကြီးဖြစ်ပါတယ် ARD ကိုအမိပြုပြီးတော့မြန်မာနိုင်ငံဆိုတာပေါ်ပေါက်လာတာဖြစ်ပါတယ်ဒီတော့မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုဟာ ARD ပေါ်မှာတည်နေပါတယ် ARD ရှိလို့မြန်မာနိုင်ငံရှိခဲ့တယ်လို့ ARD မရှိရင်လည်းမြန်မာနိုင်ငံရှိဖို့တော်တော်ခဲယဉ်းပါလိမ့်မယ်ပြောရရင်တော့မြန်မာနိုင်ငံရဲ့ ARD ဆိုတာတဲ့ ARD ရဲ့မြန်မာနိုင်ငံဆိုတာကပုံမှန်ပါတယ်ဒီမြင့်ဟာကျွန်တော်တို့အတွက်တမိုင်းတန်ဖိုးဒီလောက်ကြီးပြီးတော့ကျေးဇူးတရားအလွန်ကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့အရေးနေအခက်ချိုးချိုးမလုပ်သင့်ပါဘူးဒုတိယတစ်ချက်အနေနဲ့ကမ္ဘာပေါ်မှာမြစ်တွေဆိုတာ၃မျိုးရှိတယ်ရေခဲမြစ်အရေးပြောတာကိုအခြေပြုစီးတဲ့မြစ်မိုးရေကိုအခြေပြုစီးတဲ့မြစ်မြေရောက်ရေကိုအခြေပြုစီးတဲ့မြစ်၃မျိုးရှိပါတယ်ကျွန်တော်တို့ရဲ့မိခင် ARD ဟာဒီ၃မျိုးလုံးကိုတရားစံတဖြစ်အသုံးပြုပြီးစီးနေတဲ့အလွန်အဖိုးထိုက်တန်ရှားပါတဲ့မြေကြီးဖြစ်ပါတယ်ဒီမြေကြီးရဲ့တန်ဖိုးကိုနားလည်ဖို့လိုပါတယ်နံပါတ်3ချက်မြစ်ဆုံမှာတာဆောက်တဲ့ကိစ္စဟာဥပဒေစံ SOP နိုင်ငံတကာစံဘယ်ရှုတော့မှမကြိုက်တာကိုတွေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့စီမံချက်တစ်ခုလုပ်တဲ့အခါမှာပထမဦးဆုံးဦးစားပေးပြီးတော့အရေးတယူလုပ်ရတဲ့လုပ်ငန်းဟာ assessment ဖြစ်ပါတယ်။ဒီလုပ်လိုက်ရင်ဘာတွေဖြစ်လာမလဲ။ဘာတွေထိခိုက်မလဲ။ဒါကိုအရင်ဆုံးလေ့လာရပါတယ်။ဒီလိုလေ့လာပြီးတော့ဆိုကြနဲမယ်သို့မဟုတ်မရှိဘူးဆိုရင်တော့ဒီလုပ်ငန်းဟာလုတ်တဲ့နယ်လို့ပဲဆိုကြပါစို့ကျွန်တော်တို့လက်ခံလို့ရနိုင်ပါတယ်ကျွန်တော်တို့ရုပ်ပြည်မှာ3 gorgeous stamp ဆောက်တော့အဲ့ဒီ assessment လုပ်ငန်းအတွက်အချိန်ကာလ250အချိန်ယူပြီးတရုတ်ကလုပ်ပါတယ်ကျွန်တော်တို့ရဲ့ ARD အတွက် assessment လုပ်တဲ့အခါမှာ ARD မြင့်ရဲ့အရွယ်အစားအနေထားအရနိုင်ငံတကာစံနဲ့တွေ့ရင်အနည်းဆုံး6နှစ်မှ8နှစ် assessment period ရှိဖို့လိုပါတယ်အဲ့ဒါကို2နှစ်နဲ့အပ်ပြီးတော့9လနဲ့လုပ်ပြီးတစ်ပတ်နဲ့ပြီးလုပ်သွားပါတယ်အဆင့်3ဆင့်လုပ်ရမှာကို2ဆင့်လောက်ကတည်းကတော်ပြီးဆိုပြီးတော့ဂျိုင်းကြညက်ပြီးတရုတ်ပြည်တည်သွားပါတယ်ကျွန်တော်တို့မြစ်ပေါ်မှာပြစ်စလက်ခတ်လုပ်တယ်လို့ကျွန်တော်ကယူဆပါတယ်တကယ်လို့ဒါဒီ assessment ပေးမီစံမီတက်ကြွတဲ့ပုံကူများနဲ့အမှန်တကယ်လုပ်ခဲ့တယ်ဆိုရင်ဒီကနေ့ကျွန်တော်တို့တာဆောက်တာကောင်းတယ်မကောင်းဘူးညင်းစရာမရှိပါဘူးဘာကြောင့်လဲဆိုတော့ဒီဖြေရထွက်ပြီးသားဖြစ်နေပြီပဲအခုကျွန်တော်တို့ညင်းနေကြရတာဒီ assessment မရှိလို့ပါဒါကြောင့်အဲ့ဒီကလေးကဒီ project ဟာရှေ့ကိုသွားတဲ့ project မဟုတ်ပါဘူးနောက်တစ်ချက်ကဒီမြစ်ဆုံမှာစောင့်မဲ့တာဟာဘယ်လိုတာလဲလို့ပြန်ပြီးကြည့်ရင် small dam medium dam mega dam လို့ခေါ်တဲ့ dam 3မျိုးမှာသူက mega dam ဖြစ်ပါတယ် Oxford University ကကမ္ဘာပေါ်မှာစောက်ခဲ့သမျှ mega dam ပေါင်း900ကျော်ကိုသုတေသနလုပ်ပြီးတော့စမ်းစစ်ချက်ထုတ်တဲ့အခါမှာဒီ mega dam တွေဟာရာခိုင်နှုန်းတော်တော်များများအကျိုးမပြုဘူးဆိုတဲ့အဖြေကိုရပါတယ်နံပါတ်1ကုန်ကျစရိတ်အလွန်များလုံးဝကြီးတယ်ဘယ်တော့မှ budget နဲ့လောက်တယ်လို့မရှိဘူးတတ်မှတ်တဲ့အချိန်ကာလအတွင်းမှာဘယ်တော့မှမပြီးဘူးမျော်လင့်ထားသမျှပြန်လည်မရရှိဘူးရာသီဥတုဖောက်ပြန်မှုရဲ့တန်ကိုအဲ့ဒါကိုအာကိုကြီးနဲ့လှုပ်တဲ့ဖွံ့ဖြိုးဆဲနိုင်ငံအများစုဟာ
ဒီကြံဆောက်တဲ့အတွက်အကျွေးနွန်မှာနစ်ပြီးတော့ဘဝနလန်မထူနိုင်ကြဘူးဆိုတဲ့နိုင်ငံတွေအာဖရိကမှာအများကြီးပါတဲ့ဒါကြောင့်သူ့ရဲ့ recommendation ကဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ဒီလို mega တဲ့မှာမဆောက်သင့်ပါဘူးလို့အတိအလင်းပြောထားပါတယ်ဒါနောက်တစ်ချက်ကျွန်တော်တို့ကန့်ကွက်ပါပဲနောက်တစ်ခုကကျွန်တော်တို့ဒီ ARD ဆိုတာမြန်မာနိုင်ငံတဏ္ဍန်တလျားကိုဟိုးကျွန်တော်တို့မြောက်ဖျားကနေပြီးတော့မုံဓမ္မကွေ့ကြီးဖြတ်စည်းတဲ့မြစ်ကြီးဆိုတော့သူ့ရဲ့ catchment area ကိုကမြန်မာနိုင်ငံ area ရဲ့65မှ80ရာနှုန်းပါဝင်နေပါတယ် ARD ပေါ်မှာအမိပြုတ်နေတဲ့ area ဟာမြန်မာနိုင်ငံ area ရဲ့80ရာနှုန်းလောက်ရှိပါတယ်အထူးသဖြင့်ဒီဒမ်မီကိုစောက်လိုက်လို့ရှိရင်ထိတ်ကနေစောက်ထားတဲ့ dam ကိုကျွန်တော်တို့ရဲ့အုပ်ချုပ်မှုအောက်မှာမရှိဘဲတမားသူရဲ့လက်အောက်မှာရှိရင်ဘာဖြစ်သွားနိုင်လဲဆိုတာကလည်းရှိချီဝေးဝေးစဉ်းစားကြမလို့ပါဘူးကျွန်တော်အမေငယ်ငယ်ရစကားတစ်ခုပြောဖို့ပါတယ်အင်ကြီးချင်းကလေးအရိုက်ခံရတာမြင်ရရင်ကိုယ့်ရင်ကလေးကလိမ္မာတယ်တဲ့ကျွန်တော်တို့အင်ကြီးချင်းကြီးကြည့်ကြည့်ပါမဲကောင်မြစ်ကိုကြည့်ကြည့်ပါထိတ်ကဆယ်တွေကရုပ်ပြည်ထဲမှာရှိတယ်အောက်မှာလာအိုကမ္ဘောဒီးယားဗီယက်နမ်အခုဒီနိုင်ငံတွေဘယ်လိုဖြစ်နေသလဲမဲကောင်မြစ်ကိုဘယ်လိုသုံးနေရသလဲဘယ်လိုရေးဆိုဘာတွေပြန်ရတယ်လဲဆိုတာကျွန်တော်ပြောစရာမလိုပါဘူးလေ့လာကြည့်ရင်သိနိုင်ပါတယ်အဲ့ဒီလိုကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာပါမှုကလည်းအလွန်စဉ်းစားတဲ့အချက်လည်းဖြစ်ပါတယ်နောက်ကျွန်တော်ကမန္တလေးသားအညာသားဖြစ်တော့မိုးလေဝသစကားလေးပြောရရင်နှစ်ချက်ပြောချင်ပါတယ်ကျွန်တော်10မိနစ်လောက်အချိန်ရပါသေးတယ်ပထမတစ်ချက်ကခဏရာသီဥတုကဘယ်လိုရာသီဥတုလဲခဏရာသီဥတုကhotter drier and wetter ဒီလိုရာသီဥတုမျိုးပါအပူချိန်ကိုကြည့်ရင် hotter တနေ့တနေ့ပူနေတယ်ဟိုတနေ့က6မှာ48တိတက်သွားတယ်အပူချိန်ဒီကနေ့ဆိုရင် Facebook ပေါ်မှာ sunburn ဖြစ်နေတဲ့လူတွေအများကြီးပေါ်လာတယ်ဒါအလွန်ပူတဲ့ရာသီဥတုမိုးလည်းတစ်ဆက်မှမရွာဘူးဗတောက်လည်းတပွင့်မှမပွင့်ဘူးဒါအလုံးအသိပဲရာသီဥတုဘယ်လောက်ဖော်ပြန်လဲဆိုတာမိုးရေကိုကြည့်တဲ့အခါကျတော့လေမိုးက2မျိုးပဲရှိတစ်မျိုးကမိုးရေသိမ့်များတယ်သိမ့်များတော့ flood ဖြစ်တယ်နောက်တစ်မျိုးကမိုးရေသိမ့်နေတယ်သိမ့်နေတော့ drought ဖြစ်တယ်ဘယ်တော့မှသမတဲ့ရာသီဥတုကိုအခုနှစ်တည်းမှာမရှိပါဘူးရာသီဥတုပေါ်မှာအများကြီးအမိပြုရတဲ့ဒီကြံကြီးကလည်းရာသီဥတုအလိုက်သူကလိုက်ပြီးတော့ပြောရမှာပဲမိုးရေများတော့ရေတွေလွတ်မယ်မိုးရေငယ်တော့ရေတွေတိမ့်မယ်အေယာဝတီရဲ့ seasonality ကပြတ်သွားမှာပဲနွေရာသီကြီးမှာမိုးရေများလဲနွေတွေပါနေနားမလဲဘူးသူရေလွတ်မှာပဲလွတ်ရင်အောက်ကနွေရာသီကြီးရေမြုပ်ခြင်းမြုပ်တယ်မှာပဲမိုးတွင်းကြီးမှာမိုးမရွာလို့ရှိရင်လဲရေကိုထိမ့်မှာပဲထိမ့်ရင်အောက်ကမိုးတွင်းကြီးမှာရေရှားရင်လဲရှားနေမှာပဲကျွန်တော်တို့လှိမ့်ပြီးတော့ခန်းနေရမယ်အပြင်အဲ့ဒီလိုလောက်ပါများလာတဲ့အခါကျတော့ ARD မှာရေစီမြန်တော့ ARD ရဲ့ကိုအထောက်အကူပြုတဲ့ကြောက်တွေကအကုန်လုံးမျောပါတော့ ARD ရဲ့ river channel တွေကအမြဲပြောင်းမန္တလေးမြို့ကြီးအလဲအဖြတ်စီးခြင်းလည်းစီးတော့မှမပြောနိုင်ဘူးဒါဥပမာအပြင်ပြောပြတာပေါ့နော်တကယ်လို့ရေစီးတွေကနှေးတော့ခါကြတော့လေ sediment deposition တွေများလာပြီးတော့ ARD ရဲ့ river bed profile တွေကပြောင်းလာတဲ့ခါကြတော့မိုးလေးငနဲ့ရွာလိုက်ကြတဲ့ရေကြီးအများကြီးပြဿနာတွေရှိလာမယ်အစိုးဆုံးကတော့မြင်းဝကျွန်းပေါ်ဒေသကြီးကတဖြည်းဖြည်းနဲ့ကျုံလာရေမရတာကြာလာတော့ကျုံလာARD ကနှစ်ပိုင်းပြတ်သွားထိပ်ပိုင်းမှာတစ်ပိုင်းရှိမယ်အောက်ပိုင်းမှာတစ်ပိုင်းရှိမယ်အလဲကောင်ကမြန်မာနိုင်ငံအလဲပိုင်းကခါးကောက်ခံရမယ်မြန်မာနိုင်ငံအလဲပိုင်းဆိုတဲ့ဒေသကမိုးပေါ်ကရွာချတဲ့မိုးနဲ့ပူလို့အငွေ့ပြန်ထွက်တဲ့ရေမှာပူလို့အငွေ့ပြန်ထွက်တဲ့ရေကပိုများတဲ့ဒေသဒါကြောင့်ဒီဒေသကရွှေကိုမလို့ငွေကိုမလို့ရေကိုသာလိုသည်လို့ပြောတဲ့ဒေသဒီ
ဒီဒေသရဲ့အသက်ကအေယာဝတီဒါကျွန်တော်တို့နားလည်ထားတဲ့အမြင်ပါဒါကြောင့်ဒီအေယာဝတီကိုတော့မထိသင့်ဘူးမလုပ်သင့်ပါဘူးเนาะတခြားနီးလန်းတွေရှိပါတယ်လျှက်စစ်လို့ပြောနေတာနားမဆန့်အောင်ကြားရပါတယ်ကျွန်တော်ကမေးခွန်းမေးချင်ပါတယ်လျှက်စစ်လို့ခြင်းလို့ဒါကြီးကိုလှုပ်တယ်ဆိုရင်ဘာဖြစ်လို့ကျွန်တော်တို့က900နှုန်းပဲယူရတာတော့ဘာဖြစ်လို့သူများကို9500နှုန်းပေးရတော့ဒါရှင်းရှင်းလေးနော်အဲဒါကြောင့်ကျွန်တော်အကယ်ဒမီရှုထောင့်ကကျွန်တော်ရဲ့လေးလာထားတဲ့အတွေ့အကြုံကျွန်တော်စီးပူထားတဲ့ပညာအလုံးကိုအရင်ကြီးပြုပြီးတော့ဒီလုပ်ငန်းဟာနိုင်ငံနဲ့လူမျိုးတွေလုပ်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့ယူဆလို့ဒါကိုအခုလို့ကျွန်တော်သိသမျှကိုမျှဝေပေးရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်